တွေပါရှင်ဗျာနှစ်သက်တဲ့ဣရိယာပုတ်တတ်တောင့်တတ်တာရှိတဲ့ကိုနေဟန်ထားနဲ့နာဂတရားနာညာကခန္ဓာလှဲ့ကြဟောလိုက်တဲ့တရားမှန်သည်မမှန်သည်ခန္ဓာနဲ့တိုက်ဆိုင်စစ်ဆေးဟုတ်ပြန်မှန်ပြန်တော့လည်းပဲအကျိုးရှိတယ်မရှိတယ်ဝေဖန်သုံးသပ်အကျိုးရှိသည်တော့မှလည်းပဲပစ္စုပန်တန်တရားလောကီလောကုတ်မိမိသူတစ်ပါးနှဖျားသောကျိုးစီးပွားနဲ့ပြည့်စုံရဲ့လားလို့စီစစ်ဟုတ်လည်းဟုတ်တယ်မှန်လည်းမှန်တယ်ကျိုးလည်းရှိတယ်အကျိုးအပြင်လည်းပြည့်စုံတယ်ဆိုရင်ဒီအကျင့်ဒီဓမ္မကိုတန်တန်ကိန်းဝအောင်မနေမနာမိဖို့သောယောက်ျားကဲ့သို့ကျင့်ကြံကြိုးကုပ်အားထုတ်ယူမယ်ဆိုတဲ့စိတ်ဆန္ဒအာတိတပြင်းပြင်းပြပြနဲ့တရားနာကြယနေ့သာသနာတော်နှစ်2568ခုနှစ်လူတို့ရဲ့ဂောဇာတက္ကရာ1386ခုတပိုတွဲလာဇာ2ရက်နေ့ခရစ်နှစ်2025ဇန်နဝါရီ30ရက်စင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲ1သစ္စာပါရမီရိပ်သာမှဆရာတော်ကြီးနဲ့နေမြေဒေသဆရာတော်ကြီးများကိုအလေးနဲ့ထားကျင်းပအပ်တဲ့တရုတ်နှစ်သက်ကို9ရက်တာအလုပ်ပေးစခန်းပွဲဤဒုတိယနေ့နန္ဒပိုင်းတရားပွဲများဖြစ်လေသောကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာများဆရာထားပြီးတော့ဦးဇင်းတို့နဲ့တကွာအခုတရားနာလာကြကုန်သောအမိအဖညီကိုမောင်နှမအပေါင်းတို့အားပဲဆင်းရဲတန်တရာဆင်းရဲကကြော့အောင်လွတ်အောင်ကဲတင်သွားတော်မူတဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးခန္ဓာညာရောက်သက်စာဆိုင်အောင်ဟောဖို့ညွှန်ကြားတဲ့တရားဓမ္မများဥထိတ်ထားပြီးအဲ့ဒီဥပနိဒယအတိုင်းပဲတရားနဲ့ပဲကျေးဇူးဆက်ကြပါစို့ဆိုတော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမြတ်စွာဘုရားရှင်ကိုတော်မြတ်ဟောဖို့ညွှန်ကြားတဲ့တရားဒေသနာများကိုယ်တိုင်လည်းသင်ယူတယ်သူတစ်ပါးကိုလည်းသင်ပေးတယ်အဲ့ဒီဒေသနာတော်များအတိုင်းပဲလဲလိုက်နာကျင့်သုံးတယ်ကျင့်သုံးပြီးကိုယ်တွေတရားတွေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရွတ်ပြီးတကလားနောင်လာနောင်သားများတွေမဉ္ဇဉ်ဘုံဉာဏ်ကိုဘဝမချဘဲနဲ့တဘဝတည်းနဲ့ရခြင်းရင်ဝိပဿနာအလုတ်တောင်မှရိုးရိုးဝိပဿနာမဟုတ်ဘဲနဲ့အာကြီးတဲ့ဝိပဿနာဘလဝဝိပဿနာလုပ်ဖို့လိုတယ်လို့လမ်းညွှန်တော်မူတယ်ဘလဝဝိပဿနာကိုလည်းပဲနားထွေးပြီးဒီနေ့7 နာရီ10 နာရီမထိုင်စရန်ချွေးရွှဲရွှဲတန်ရွှဲရွှဲနဲ့အပြင်းထန်ဒုက္ခဝေဒနာတွေကိုခံစားမဲ့ရွဲ့ပြီးအာထုတ်နေတာမျိုးလို့ထင်မှာဆိုတဲ့အတွက်ထပ်ပြီးအ내ဒိတ်ပဲဖွင့်တယ်ချွေးရွှဲတန်ရွှဲအာထုတ်လဲဝင်မြဲကိလေသာထိုကိလေသာကြိုးမခွာမှတ်ပါအာနေခြင်းကြိုးစားပန်းစားတော့အာထုတ်နေတယ်ဒါပေမဲ့ပယ်ရမဲ့ကိလေသာတွေကခေါင်းနဲ့ပြန်ပြန်အတွေးတွေအဖြစ်ဝင်လာဉာဏ်တထမပယ်ရတဲ့ကိလေသာအတွေးတထဉာဏ်နဲ့ကိလေသာနဲ့ရောရှက်နေတော့ဉာဏ်တန်လေးမဟုတ်တဲ့အတွက်ဝိပဿနာဉာဏ်အာမကြည့်ဘူးအဲ့လိုမဖြစ်ဖို့အတွက်ရှေ့ပိုင်းကနေပြီးသက်ဆိုင်ရာမဲ့အတွက်ပယ်ရမဲ့ကိလေသာတွေကိုတရားနာမှုနဲ့ကြိုတင်ပြီးရှင်းလင်းပြီးမှတရားအားထုတ်မယ်ဆိုရင်တော့တရားအားထုတ်စေအချိန်ပိုင်းထဲမှာ ဒီ
ဒီကိလေသာတွေဝင်ပြီးဉာဏ်ကိုအားနည်းအောင်မလျှော့နိုင်ဘူးမရှုပ်နိုင်ဘူးဒါကြောင့်သက်ဆိုင်ရာကိလေသာတွေရော့ပါသွားအောင်တရားနာမှုလေးနဲ့အရင်စရတယ်လို့ဆရာတော်ဘုရားကြီးကလမ်းညွှန်တော်မူတယ်လေးတံဖိုလေးတံမှာလည်းပဲပထမမက်ကအရေးကြီးဆုံးဖြစ်တဲ့အတွက်ပထမမက်ကိုတားတဲ့တနည်းပထမမက်နဲ့အပိတိုင်ခြေဖြတ်နိုင်တဲ့ကိလေသာ၃ပါးဒိဋ္ဌိရယ်ဝိသိကိစ္စရယ်သီလဗတ္တပရမတ္တရယ်ဒီ၃မျိုးကပထမမက်ကိုတားတာတားတဲ့ကိလေသာတွေကိုတရားနာမှုနဲ့ပေါ့ပါပတ်တောင်တတ်တာဉာဏ်ထဲမှာရှင်းနေအောင်တရားနာပြီးတော့မှလုပ်ငန်းခွင်ဝင်ပြီးခန္ဓာဉာဏ်ရောက်ရှုကြပါလျင်မူကားဒီဘဝမှာကိုပဲမဲ့ဉာဏ်ပုံဉာဏ်ရနိုင်ပါတယ်လို့ဆရာတော်ဘုရားကြီးကနီလန်းပေးပါတယ်ဒါကြောင့်ဒိဋ္ဌိဝိသိကိစ္စသီလဗတ္တပရမတ္တဒီ၃မျိုးကိုလည်းပဲဆရာတော်ရထပ်ပြီးချုံပေးသေးတယ်အလုံးဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ခွေးကျင့်နွားအကျင့်တွေကျင့်မှနိဗ္ဗာန်မဲ့ဖို့ရောက်မယ်လို့ထင်တဲ့အယူအဆတရားမှမပါဘူးဒါကြောင့်သီလဗတ္တပရမတ္တအတွက်တော့အထူးတလဲဝင်လေးစရာမလိုဘူးဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဖြုတ်ပြီးတရားအထုတ်ရင်ကိုပဲအာကြည့်တဲ့ဝိပဿနာဖြစ်ပြီလို့လမ်းညွှန်တယ်တဖန်ဆရာတော်ဘုရားကြီးထပ်ပြီးချုပ်တယ်ဒိဋ္ဌိပြုတ်ရင်ဝိသိကိစ္စပါတွဲပြုတ်တယ်ဝိသိကိစ္စပြုတ်ရင်ဒိဋ္ဌိပါတွဲပြုတ်တယ်ဆိုတဲ့အင်္ဂုတ္တရနိကေမှာဘုရားရှင်ကိုယ်တော်များဟောထားတဲ့ဒေသနာကိုကြည့်ပြီးတော့ဒီနှမျိုးကွာတစ်မျိုးဖြုတ်ရင်ကျန်တဲ့တစ်မျိုးပါတာပဲဆိုပြီးတော့စတင်ပြီးတရားအားထုတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့စိတ်ကိုရွှင်လန်းလာအောင်တက်ကြွလာအောင်တကယ်လို့ရင်တကယ်ရတယ်ဆိုတဲ့စိတ်ဆန္ဒတွေဖြစ်လာအောင်လို့ဆရာတော်ကြီးကလမ်းညွှန်တော်မူတယ်အဲ့တော့ဒိဋ္ဌိဆိုတာဘာလဲလို့မေးရင်အယူမှားတွေကိုပြောတာပါပဲသူ့ရဲ့ငကိုနာမည်အရင်အမှန်ကတော့ရှေ့ကမိစ္ဆာဆိုတာထည့်ရတယ်မိစ္ဆာဒိဋ္ဌိကောင်းတဲ့အယူတွေကြတော့သမ္မာဒိဋ္ဌိလို့ခေါ်တယ်အေးဒါပေမဲ့လူတွေကအတူနဲ့ပြောလိုက်တော့ဖြုတ်ရမယ်ဆိုတဲ့နောက်စကားနဲ့ရှိကဒိဋ္ဌိနဲ့ပေါင်းလိုက်တော့ဒိဋ္ဌိဖြုတ်ရမယ်လို့ပြောရင်မိစ္ဆာဒိဋ္ဌိကိုညွှန်းတယ်လို့အလိုသဘောပေါက်ကြတယ်။ဒါဖြင့်မိစ္ဆာဒိဋ္ဌိဆိုတာဘာလဲလို့မေးမိစ္ဆာကမှားယွင်းတာဒိဋ္ဌိကအယူအစွဲအမြင်ပါပဲ။တကယ်ရှိနေတာခန္ဓာ၅ပါးခက်ချင်းချင်းပြောရင်ယုတ်နံတရားအဲ့ဒါကိုငါပဲလို့ထင်တယ်ငါပဲလို့မြင်နေတယ်ငါပဲလို့ယူဆနေတယ်အဲ့ဒါကိုတက္ကာယဒိဋ္ဌိလို့ခေါ်တယ်တန်တောကာယောတက္ကာယောအမှန်တကယ်ရှိကြကုန်သောယုတ်နံတရားတို့အပေါ်၌ယုတ်နံကိုကျဲချဲတော့ခန္ဓာ၅ပါးကိုတန်တောကာယောတက္ကာယောအမှန်တကယ်ရှိကြကုန်သောခန္ဓာ၅ပါးတို့အပေါ်၌အာယရဏနဲ့ခွဲမယ်ဆို6ပါးတောင်ရတယ်တန်တောကာယောတက္ကာယောအမှန်တကယ်ရှိကြကုန်သောအာယရဏ6ပါးတို့၌အတွင်းအာယရဏအပြင်အာယရဏထပ်ပြီးခွဲလိုက်ပြန်တော့တန်တောကာယောအာယရဏ12ပါးတို့အပေါ်၌ဒီနှစ်ခုထိလိုက်တာနဲ့အပွင့်တက်ကလေး6ခုပေါ်လာတော့ပေါင်းလိုက်တော့18မျိုးဖြစ်သွားတယ်တန်တောကာယောဓာတ်18ပါးတို့အပေါ်၌အဓိပ္ပာယ်ကိုမျိုးမျိုးဖွင့်လို့ရတာပေါ့လူရင်းကတော့တကယ်ရှိနေတဲ့အရှိတရားပရမတ္ထတရားတွေအပေါ်၌ဘာဝိတာဖြစ်လေဖြစ်တာရှိကြကုန်သောငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တ attva စသည်ဖြင့်လွဲမှားတဲ့အယူကိုတက္ကာယဒိဋ္ဌိလို့ခေါ်တယ်ဒါပြန်ဒီခန္ဓာကိုယ်ကြီးကိုငါလို့ပြောယုံတယ်မကပဲတကယ်ထင်းလေတက္ကာယဒိဋ္ဌိပဲအဲ့ဒီတက္ကာယဒိဋ္ဌိကိုအရင်ခံပြီးဟောဒီယုံနံနေရမြဲတယ်ခိုင်နေဘယ်တော့မှမပြတ်ဘူးအဲ့လိုယူလိုက်ရင်တတ္တရဒိဋ္ဌိ
တချို့ကလူသာတည်သွားတယ်ရုပ်ကြီးကသာ6ပေတွင်ဆင်းသွားတယ်နန္ဒမာလေးဝိညာဉ်ကတော့နောက်ဘဝကိုကူးလူးတယ်လို့ရုပ်တော်ပြက်ပါရဲ့နာကတဘဝနဲ့တဘဝကူးနေတယ်မပြက်ဘူးလို့ယူရင်လဲတတ္တရဒိဋ္ဌိပါပဲဒါမှမဟုတ်မနေ့ကယုံနဲ့ဒီနေ့ယုံနဲ့တူတူပဲယုတ်တရားကိုမြဲတယ်လို့ယူဆရင်လဲတတ္တရဒိဋ္ဌိပဲနောက်တစ်မျိုးကဩက္စေတဒိဋ္ဌိပဲဒီဘဝနဲ့နောက်ဘဝနဲ့အကြောင်းကျိုးမဆက်ဘူးဘာမှမဆိုင်ဘူးနောက်ဘဝဆိုတာမရှိဘူးအပြတ်အစဲယူတာမျိုးကိုဩက္စေတဒိဋ္ဌိလို့ခေါ်ပါတယ်ဒီဒိဋ္ဌိ၃မျိုးကိုအကြောင်းပြုပြီးတန်ခါလာ62ပါးသောအယူမှားတွေဖြစ်ပါတယ်အဲ့ဒီအယူမှားတွေကရုပ်မထွက်နိုင်တဲ့အတွက်ငါစားရဖို့အတွက်ငါသားငါသမီးစားဖို့အတွက်ဝတ်ဖို့အတွက်ဆိုပြီးလောဘတွေပြင်းထန်လာတယ်ဒေါသတွေပြင်းထန်လာတယ်ကောင်းစားနေပြန်တော့လဲငါကောင်းစားနေတာပဲလို့ဒီတက္ကရာဒိဋ္ဌိကိုကြောင်းခံပြီးကိလေသာမီးတွေလောင်တယ်အဲ့ဒီကိလေသာမီးတွေကတွန်းထိုးတဲ့အတွက်မကောင်းတဲ့ကာယကံတွေမကောင်းတဲ့ဝစီကံတွေမကောင်းတဲ့မနောကံတွေဖြစ်ပြီးအပယ်၄ပါးကြတတ်တယ်ဒါကြောင့်အပယ်၄ပါးကြတာဟာသီလကျိုးလို့သီလကျိုးတာဟာပြင်းထန်တဲ့လောဘဒေါသတွေဖြစ်လို့ပြင်းထန်တဲ့လောဘဒေါသဖြစ်အောင်နောက်ကတွန်းလိုက်တဲ့ခေါင်းချုပ်ကတော့တက္ကာယဒိဋ္ဌိပါပဲဒါကြောင့်တက္ကာယဒိဋ္ဌိကိုအပယ်မျိုးစေ့လို့ခေါ်တယ်ဒီတက္ကာယဒိဋ္ဌိမဖြုတ်ရင်အပယ်တကားပိတ်တယ်လို့ပြောလို့မရပါဘူးကုသိုလ်ကောင်းမှုတွေလုပ်လို့နတ်ပြည်သုဂတိလူပြည်ရောက်နိုင်ပါတယ်ဒါပေမဲ့တက္ကာယဒိဋ္ဌိပြင်းထန်သီလတွေလွန်ကျူးလာတဲ့အခါအပယ်၄ပါးကိုဆွဲချတတ်ပါတယ်ဒိဋ္ဌိမကွာလူမှာစัจ जाမင်းကိုပြောတာပါမိုးမှာတရားမိုးဖျားပြတ်မှာဖြစ်တုံပါလေဒိဋ္ဌိမကွာဘူးဆိုကုသိုလ်ကောင်းမှုတွေကြောင့်စัจ ဝရိမင်းပဲဖြစ်ဖြစ်ထို့ထက်အလွန်တာဝရိန်သားကိုအုပ်ဆိုးတဲ့တရားမင်းပဲဖြစ်ဖြစ်ထို့ထက်အလွန်မြမာကြီးပဲဖြစ်ဖြစ်ဒိဋ္ဌိမဖြုတ်သေးတဲ့ပုဂ္ဂိုလ်တွေကအပယ်၄ပါးစိတ်မချသေးဘူးဒိဋ္ဌိမကွာလူမစัจ जा နတ်မတရားမိုးဖျားမြမာဖြစ်တုံပါလေခန္ဓာပြိုကွဲကုသိုလ်ရှဲကဒီဒိဋ္ဌိတွေရဲ့အစွမ်းကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်တာနဲ့အကုသိုလ်တွေလုပ်ဖို့ပိုပြီးရခိုင်နှုန်းများလာတဲ့အတွက်ခန္ဓာပြိုကွဲကုသိုလ်ရှဲကဖောင်းမြဲပေရွာရောက်မြဲတာသည်အပယ်လေးပါးပြန်ကြတတ်တဲ့ဒါကြောင့်ဒီတက္ကာယဒိဋ္ဌိဖြုတ်ဖို့အတွက်လိုတယ်အဲ့တော့အင်္ဂုတ္တရနိကေကိုကြည်ပြီးတက္ကာယဒိဋ္ဌိဖြုတ်ရင်ဝိသိကိစ္စပါတွဲဖြုတ်တယ်အဲ့တော့ဒီတက္ကာယဒိဋ္ဌိဝိသိကိစ္စကိုဖြုတ်ဖို့အတွက်ကတော့အကြောင်းနဲ့အကျိုးနဲ့ခရီးစိတ်တွင်းကြစစ်စစ်ဆက်ဆက်ပြနိုင်တဲ့တရားကတော့ပရိစ္ဆသမုပ္ပါဒ်တရားပါပဲဒါကြောင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဖြုတ်ချင်ရင်ပရိစ္ဆသမုပ္ပါဒ်ကိုလေ့လာချရပါတယ်ပရိစ္ဆသမုပ္ပါဒ်ကိုလည်းဘုရားရှင်ကိုရောမြတ်ကထိုးထိုးအီအီမြို့ရွာများမှာလှဲ့လေပြီးတရားရည်အမြိုက်စေတိုက်ကျွေးတဲ့အခါဒေသနာပရိယေဒေသနာဝေါဟာရအမျိုးမျိုးနဲ့ကျင်ကျင်ကျဲကျဲအလတ်မျိုးစုံအောင်ဟောထားတဲ့ဒေသနာအများကြီးရှိတယ်အဲ့ဒါတွေတဲကတူရလေးပေါင်းဖွဲ့ပြီးမြတ်ဗုဒ္ဓရဲ့အလိုတော်ကိုသိတဲ့အထာခရာဆရာများကနီးမျိုးရှစ်မျိုးနဲ့ဟောတယ်လို့နောင်လာနောင်သားများကိုပို့ချသင်ပေးကြပါတယ်။တောင်ပရိစ္ဆာသမုပ္ပါဒ်ကိုလေ့လာတဲ့အခါနီးမျိုးရှစ်မျိုးအဲ့ဒါကိုကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအသွယ်ရှစ်သွယ်လို့နာမည်တပ်ပါတယ်။ဒါကြောင့်စကားပွဲများမှာဒီအသွယ်ရှစ်သွယ်ကိုအချိန်ရတဲ့လောက်ကလေးပြသပြီးဒိဋ္ဌိဖြုတ်ရပါတယ်ဒီပုဂ္ဂိုလ်ကမူလနှစ်ဖြာနဲ့ပြုတ်ပေမဲ့နောက်တစ်ပုဂ္ဂိုလ်က
မူလနှစ်ဖြာတရားဟာနားထဲမှာချောနေတတ်တယ်လူအမျိုးမျိုးဇယိုက်မျိုးမျိုးပါရမီမျိုးမျိုးဖြစ်သောကြောင့်ဘယ်သူဘယ်အသွယ်နဲ့ဒိဋ္ဌိပြုတ်မလဲလို့မသိတဲ့အတွက်ဦးဇင်းတို့ကအသွယ်ကိုတစ်မျိုးပြီးတစ်မျိုးအချိန်ရသလောက်ပြရပါတယ်အဲ့တော့အဲ့အသွယ်ရှစ်သွယ်ဆိုတာနံပါတ်1အသွယ်ကမူလနှစ်ဖြာလို့ခေါ်ပါတယ်နံပါတ်1တွေ့ရပါတယ်တော့မူလနှစ်ဖြာဒါဖြင့်တို့မေးရမယ့်ကိစ္စကမူလနှစ်ဖြာလို့တော့အများကြီးရွတ်နေတာပဲမေးရမယ့်ကိစ္စကဘာရဲ့မူလလဲလို့မေးခွန်းထုတ်ရမယ်ဘာရဲ့မူလလဲလို့မေးခွန်းထုတ်တော့ဟောဒီခြေနှချောင်းခန္ဓာတွေခြေလေးချောင်းခန္ဓာတွေဒုက္ခတိခန္ဓာတွေဒုက္ခတိခန္ဓာတွေပုံစံအမျိုးမျိုးသောခန္ဓာတွေအဲ့ဒီခန္ဓာတွေရဲ့ဖြစ်ရာဖြစ်ကြောင်းမူလလို့မှတ်ပါခန္ဓာတို့ရဲ့မူလအဖြစ်ကြောင်းမူလပဲခန္ဓာဆိုတော့ဟောတချို့ကခြေနှချောင်းတချို့ကခြေလေးချောင်းတချို့ကဒုက္ခတိတချို့ကဒုက္ခတိဘယ်ခန္ဓာပဲဖြစ်ဖြစ်31ပုံမှာရှိတဲ့ခန္ဓာအိမ်အမျိုးမျိုးတို့ရဲ့မူလအကြောင်းကိုပြောတာပါအဲ့ဒီအကြောင်းကတစ်မျိုးတည်းလားနှစ်မျိုးလားနှစ်မျိုးပါဒါကြောင့်သူ့ကိုမူလနှစ်ဖြာလို့ခေါ်ပါတယ်မူလနှစ်ဖြာကိုကြည့်ကြရင်ပရိစ္ဆသမုပ္ပါဇဝိုင်းရဲ့အလေကောင်တဲ့တယ်မှာရေးထားပါတယ်ဝိဇ္ဇာနဲ့တဏှာတဲ့မူလဆိုတော့အဓိကကြတယ်အဓိကကြတော့ဟိုအစွန်ဖျားမှရေးလို့မရအောင်အလယ်မှာရေးရအဓိကကြတဲ့တရားကိုလူတွေအာယုံစိုက်အောင်လို့စလုံးသေးသေးနဲ့မရေးဘူးစလုံး point ကြီးကြီးနဲ့ရေးရတယ်။ဘာနဲ့ပါတယ်တော့ဝိဇ္ဇာနဲ့တဏှာဒါဖြင့်ခန္ဓာအိမ်ရဲ့မူလဆိုတော့ခန္ဓာရရင်အိုနာသေးတွေ့နေရတာကိုဒါဖြင့်အိုနာသေးရဲ့မူလလို့ပြောရင်လေရတာပေါ့။ဘာနဲ့ပါတော့ဝိဇ္ဇာနဲ့တဏှာအဲ့ဒီခန္ဓာရရင်တောကပရိဒေဝအစရှိဖြင့်ကိလေသာမိတွေတညီညီတောက်လောင်ခံနေရတယ်ဒါဖြင့်ကိလေသာမိတညီညီတောက်လောင်ခံဖို့အတွက်မူလအကြောင်းတရားနှစ်မျိုးလို့ပြောရင်တော့မရဘူးလားဘာနဲ့ပါတော့ဝိဇ္ဇာနဲ့တဏှာဒါဖြင့်အဲ့ဒီအဝိဇ္ဇာနဲ့တဏှာကြောင့်ခန္ဓာအိမ်တွေဘလို့ရတယ်ဘလို့ဒုက္ခတွေနဲ့တွေ့ရတယ်အဲ့ဒီဒုက္ခတွေကတစ်ချိန်နဲ့မဟုတ်ဘူးတကြော့ပြန်ဒုက္ခတွေအဲ့လိုသိကြရင်ပရိစ္ဆသမုပ္ပါကိုဟိုထိတ်ကနေအောက်တဲ့အထိစိတ်ကူးဓာလေးနဲ့နှစ်ချမ်းခွဲလိုက်ရတယ်ဒီဘက်ကတစ်ချမ်းဒီဘက်ကတစ်ချမ်းဒီဘက်ကတစ်ချမ်းကိုတန်တရားရှေ့ချမ်းလို့ခေါ်တယ်ဒီဘက်ကတစ်ချမ်းကိုတန်တရားနောက်ချမ်းလို့ဒီလိုသုံးကြတယ်ဒါဖြင့်တန်တရားရှေ့ချမ်းရဲ့အဦးဆုံးတရားဟာဘာပါလဲဝိဇ္ဇာဆိုတော့အဝိဇ္ဇာရဲ့အ내ဒိဋ္ဌိကသစ္စာ၄ပါးမြတ်တရားကိုမသိတာအဝိဇ္ဇာလို့ခေါ်တယ်သစ္စာ၄မျိုးဆိုတော့ဒုက္ခသစ္စာကိုမသိတဲ့အဝိဇ္ဇာသမုဒိယသစ္စာကိုမသိတဲ့အဝိဇ္ဇာမက္ကသစ္စာကိုမသိတဲ့အဝိဇ္ဇာနိရောဓသစ္စာကိုမသိတဲ့အဝိဇ္ဇာ၄မျိုးတောင်ဖြစ်လာပါတယ်ထပ်ချက်ရင်လည်းရပါတယ်သို့တော်ဒီလောက်ဆိုတော်ပါပြီသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာအဲ့ဒီသစ္စာဆိုတော့သစ္စာဆိုတာပါဠိစကားဖြစ်တယ်ဗမာလိုပြောရင်အမှန်တဲ့ဒါဖြင့်အမှန်မသိတာပါတော့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကြောင့်လုတ်တဲ့အလုတ်မှန်သမျှကိုယ်နဲ့ပဲလုတ်ပါးစပ်နဲ့ပဲပြောစိတ်ထဲကပဲကြံအဝိဇ္ဇာဖုံးပြီးလုတ်တာမှန်သမျှသင်္ခါရလို့ခေါ်တယ်အဝိဇ္ဇာဖုံးပြီးလုတ်တာမှန်သမျှသင်္ခါရတကယ်လို့ဒီနေရာမှာကုသိုလ်လေးလုတ်ရင်တောင်မှအဝိဇ္ဇာဖုံးပြီးလုတ်တဲ့အတွက်ပုံညာပြီးသင်္ခါရလို့ခေါ်တယ်အကုသိုလ်လုပ်ရင်တော့ဖြင့်သေချာတဲ့ဝိဇ္ဇာကပါတယ်လို့ပြောစရာကိုဘယ်နဲ့တော့မလိုဘူးအဲ့ဒါကိုအပုံညာပြီးသင်္ခါရလို့ခေါ်တယ်တခါတည်းယုံလွန်ကမ္မထံအထက်တန်းဇံတွေရအောင်ကြိုးစားကြတယ်ဒါပေမဲ့အဝိဇ္ဇာဖုံးပြီးလုပ်ရင်တော့သူလည်းသင်္ခါရပဲအဲ့ဒီသင်္ခါရကိုတော့အာနေဇာပိသင်္ခါရလို့ခေါ်တယ်စကားလုံးနဲ့အဓိပ္ပာယ်ကိုပြောပြီးတော့အချိန်ရတဲ့လောက်ကလေးပြောကြကြည့်ဆိုလွန်လီပြီးတော့အတိတ်ကာလကဒကာဒကမတို့ပဲဖြစ်ဖြစ်ဦးဇင်းတို့ပဲဖြစ်ဖြစ်ဘယ်ခန္ဓာရတဲ့သူပဲဖြစ်ဖြစ်အဝိဇ္ဇာလေးရှိငါတို့တော့ကွာနောက်ဘဝကြရင်လူဖြစ်ချင်တယ်လူဖြစ်ချင်တာတော့မှတို့ကတခါတည်းပဲ
အတတ်ပညာလေးနဲ့တတ်တောင့်တတ်တာအသက်မွေးဝမ်းကြောင်းလောက်ရတဲ့လူဖြစ်ချင်တာပညာတတ်တွေဖြစ်ချင်တာတချို့ကလည်းပဲဝင်ငွေကောင်းတဲ့လူဘဝလေးရချင်တာစသည်ဖြင့်ရင်ထဲမှာဖြစ်တတ်ပါတယ်ကိုယ်လည်းပဲဖြစ်နေတာပဲဒီအလုတ်ထဲဟိုအလုတ်ကကောင်းရင်ကောင်းတဲ့အလုတ်ကလေးလိုချင်တယ်ကောင်းတဲ့အလုတ်ကလေးရရင်ကောင်းမှာပဲဓမ္မမောလဲဟိုနိုင်ငံဒီနိုင်ငံသွားရရင်ကောင်းမှာပဲနိဗ္ဗာန်ကလွယ်ပြီးတခုခုကောင်းနေတယ်ထင်တာမှန်သမျှအဝိဇ္ဇာပါပဲအဲ့ဒါလွန်လေပြီးတော့ဒိဋ္ဌာလာကလည်းပဲတို့ကံကောင်းကံဆိုးလို့ခွေးဖြစ်ခြင်းခွေးဖြစ်ပြီနွားဖြစ်ခြင်းဖြစ်မယ်လူဖြစ်ခြင်းလည်းဖြစ်မယ်ဒါမဲ့သေချာတာတော့နောက်ဘဝလူဖြစ်ခြင်းနဲ့ပညာတတ်ကြီးဖြစ်ခြင်းနဲ့အဲ့လိုပညာတတ်ကြီးလူဖြစ်ကိုရောက်ရင်ကောင်းမှာပဲလို့ထင်ခဲ့ပါတယ်အခုလူဖြစ်တော့ရအောင်နေပြီကောင်းနိုင်သေးရလားကောင်းနိုင်ဟိုသတင်းကြလဲပူရဒီသတင်းကြလဲပူရကိုယ်ခန္ဓာကိုယ်တဖြည်းဖြည်းယိုယွင်းအိုမင်းလာခဲ့ပြီလူအဖြစ်ကသုက္ကတိလို့ပြောပေမဲ့အလုံးနဲ့လက်နဲ့ကလည်းမပြတ်အောင်လုပ်ရတယ်ယုံလုပ်ပြီးပြန်တော့အိမ်အလုပ်ပါပဲအိမ်အလုပ်တွေပြီးပြန်တော့ယုံအလုပ်ပါပဲဒီလိုနဲ့ယုံအလုပ်အိမ်အလုပ်မျိုးစုံလုပ်နေရတဲ့ခန္ဓာကြီးတရားဓမ္မတို့ခန္ဓာကိုယ်တန်ရှင်းအောင်လုပ်ရတာတစ်မျိုးခန္ဓာရဲ့အသုံးဆောင်ပစ္စည်းတွေတန်ရှင်းအောင်လုပ်ရတာတစ်မျိုးနဲ့တနေ့ရသမျှအချိန်လောက်တောင်မှမလောက်ဘူးဒီလောက်အလုံးနဲ့လက်နဲ့မပြတ်အောင်လုပ်နေရတာချမ်းသာတာလားဆင်းရဲတာလားဆင်းရဲတာပါဗျာအဲ့ဆင်းရဲတာကိုတို့ကအကောင်းလို့ပဲနဲ့တော့ထင်ခဲ့တာကိုအကောင်းလို့ထင်တော့အမှန်ကိုသိတာလားမသိတာလားမသိတာပါဗျာမသိတာကအဝိဇ္ဇာဒါနဲ့လွန်လေပြီးတော့အတိတ်ကာလကတရားဓမ္မတော့လူဆိုတာသုက္ကတိဘုံလို့ရင်တော့ဖြင့်ဒါရချင်ရင်ဖြင့်တို့ကုသိုလ်လေးလုံးမှာဆိုပြီးတကလားနိဗ္ဗာန်လိုချင်တဲ့စိတ်နဲ့ကုသိုလ်လုပ်တာမဟုတ်ပဲနဲ့နောက်ဘဝပညာတတ်ကြီးဖြစ်ခြင်းနဲ့နောက်ဘဝဝင်ငွေကောင်းကောင်းရခြင်းနဲ့ဆိုပြီးတကလားလှူမယ်တန်းမယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒါတခြားလားသင်္ခါရလားသင်္ခါရပါဒါပြင်အဝိဇ္ဇာကြောင့်ဘာလုပ်ပါလိမ့်သင်္ခါရဟာဘသူကြောင့်လုပ်တာလဲအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာသစ္စာလေးပါးမြတ်တရားကိုမသိတဲ့အဝိဇ္ဇာအမှောင်တိုက်ကြီးဉာဏ်ပေါ်မှာဖုံးလွှမ်းသည်ဤပစ္စယအကြောင်းကြောင့်သင်္ခါရကုသိုလ်ကောင်းမှုလုပ်ပြီးတကရာနောက်ဘုံဘဝခန္ဓာကိုတောင်းတဲ့ပုံညာပြီးသင်္ခါရတို့သည်ဟောတိအကြောင်းအကျိုးနိယာမအတိုင်းလုပ်တယ်ဆိုအဝိဇ္ဇာပစ္စယသင်္ခါရဒီလိုနဲ့လှုပ်ရင်းနဲ့ဒီနာစက်နေရာလေးမှာစုတည်စိတ်ကြသွားတယ်ဒါပေမဲ့သိကြတာကတော့ပုံညာပြီးသင်္ခါရလည်းလုံးမှာပဲအပုံညာပြီးသင်္ခါရလည်းလုံးမှာပါပဲတဲ့ဘာလို့ဆိုတော့တခါတလေစိတ်အလိုလိုက်ပြီးတော့မဟုတ်တာလေးတွေလှုပ်တတ်တယ်ပြောတတ်တယ်ဒါကြောင့်ဒီသင်္ခါရတွေရောပြွန်းပြီးလှုပ်လာခဲ့တာဒီနားလေးမှာစုတည်စိတ်သေးဝကြသွားတယ်ဒါပေမဲ့သင်္ခါရကလှုပ်တာလှုပ်တဲ့အကြောင်းလှုပ်တဲ့တရားမှန်သမျှအကြောင်းထဲမှာထည့်ရတယ်လှုပ်ရင်တခြားလားအကြောင်းလားအကြောင်းပါဗျာဒါဖြင့်အကြောင်းလှုပ်ရင်ဘာပေါ်လဲအကျိုးပေါ်တယ်သင်္ခါရပစ္စယဝိညာဏလူဖြစ်ချောင်လှုပ်ခဲ့တဲ့အတွက်လူဝိညာဉ်ရတာပေါ့တခါလေကြရင်စိတ်ကူးကတော်ဆိုးတတ်တာပဲတခါလေကြရီဟိုဘက်ကမိန်းကလေးတယောက်ခွေးလှလှကလေးပွေ့ချီပြီးတော့ယူရလောက်ဒီဘက်ကအမျိုးသားကလေးကတွေ့ဘဝချင်းကဝေးကွာနေတယ်ဝေးကွာနေတဲ့အခါသူ့စိတ်ကူးတဲ့ပေါ့ခွေးလေးဖြစ်ရင်ကောင်းမှာပဲဒါမှရင်းနှီးနှီးနေရတာကိုစိတ်ကူးများတဲ့အယူတန်တာကိုပြောတာပါခွေးလေးဖြစ်ရင်ကောင်းမှာပဲပါဇက်ကတော့ပြောလိုက်သေးတယ်ပါဇက်ကပြောရင်သင်္ခါရအဲ့ဒီစိတ်ကလေအပြောင်အပြက်နဲ့ပြောရင်ကိစ္စမရှိဘူးအဲ့ဒီမှာပြောရင်းနဲ့သေသွားကြည့်ဒီစိတ်ကြီးကအစွဲကြီးပါမလားဘူးလားပါပါဒါပေမဲ့သူဖြစ်ချင်တဲ့အတိုင်းပဲဝိညာဉ်မဖြစ်ဘူးလားဖြစ်ပါတယ်ဒါပေမဲ့လူဝိညာဉ်တော့မဟုတ်တော့ခွေးဝိညာဉ်ဖြစ်သွားမှာပေါ့သူစိတ်ကြီးကတိတ်ဆွဲလန်းနေတာကိုရှင်းရလားမသိဘူးနော်ဒီမှာလူဝိညာဉ်ဖြစ်သွားတယ်ပေါ့ဗျာကိုတော့တက္ကရာကမှတော့လွန်လေပြီးတော့တိတ်ကာလကနောက်ဘဝကြာရင်ပညာတတ်ကြီးဖြစ်ခြင်းနဲ့လာစာကောင်းတဲ့အရာဒေသမှာလူဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အဝိဇ္ဇာနဲ့ဒီဘက်ကသင်္ခါရတွေလောက်တဲ့အတွက်ဒီမှာဝိညာဉ်ဖြစ်ပြီးလူဝိညာဉ်ဖြစ်ပြီး
ဝိညာဉ်ဖြစ်တော့အမိအဖအသွေးသားနဲ့ပေါင်းတော့တဖြည်းဖြည်းကြီးလာတာနာယုတ်ပေါ့ဒီနာယုတ်ကလေးကြီးလာဖို့တော့ဟောဒီပရိသန္တိဝိညာဉ်အကူလိုတယ်သူမပိုင်ရင်သာယေရနာသမီးယေရနာမဖြစ်ထွန်းဘူးဒါဖြင့်အမိဖအသွေးသားယုတ်တရားတွေကြီးပွားလာဖို့တော့ဟိုဘက်ကကိုနဲ့ကန်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့ပရိသန္တိဝိညာဉ်လိုတယ်မေရောမဟာမာယာဒေဝီကြီး16နှစ်သမီးကလေးကသူတရားဓမ္မတို့လက်ဆက်ထိမ်းများခဲ့တာပဲမမြုံဘူးဒါပေမဲ့ तू ကဖျားမယ်တော့ဖြစ်ချင်တာဖျားဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်နဲ့မှပဲ तू ကဆုံရတော့မှာအဲ့တော့ဖျားဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်အလောင်းလျာကနတ်ပြည်မှာနတ်စည်းစိမ်ခံစားတော့အလောင်းတော်နတ်သားကအဲ့တော့အဲ့ဒီဂျားထဲမှာ तू သားယရနာသမီးယရနာမထွန်းကားတော့ဆွေတွေမျိုးတွေကတော့အမြုံမလို့ကိုယ်ရမှာအတင်းပြောခံရတယ်မေရောမဟာမာယာဒေဝီကျမ်းမာကြီးကောင်းတယ်သုတ်တော်ရဏမင်းကြီးကျမ်းမာကြီးကောင်းတယ်မချို့ယွင်းဘူးသို့သူတို့နဲ့ကန်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့ပရိသန္တိဝိညာဉ်အကူမရတော့သားယရနာသမီးယရနာထွန်းကားရဲ့လားထွန်းကားပါသူရဲ့ဆူတောင်းကိုကဘာမေရောဖြစ်ချင်တာဖျားမေရောဖြစ်ချင်တာကျန်တဲ့လူမေရောမဖြစ်ချင်ဘူးသူကလည်းဆိုတော့အလောင်းတော်နတ်သားကဟိုကနတ်ပြည်ကနေပြီးတော့မြမာတွေအရိယာမြမာတွေတောင်းပန်လို့အလောင်းတော်နတ်သားအေးကောင်းပြီလူဖြစ်ယူပါတော့မယ်နတ်စည်းစိမ်နတ်စည်းစိမ်နေနတ်သက်တွေရှိနေပေမဲ့တတ္တဝါတို့ကဲတင်ဖို့အတွက်ဆိုပြီးတော့သုတေစိတ်ကြသုတေစိတ်ကြတဲ့အချိန်ကျမှမေရောမဟာမာယာရဲ့ဝန်းကြတိုက်ထဲမှာပရိသန္တိဝိညာဉ်ဖြစ်တော့မှခုနအသွေးသားနဲ့ပေါင်းပြီးတဖြည်းဖြည်းနံရုပ်မဖြစ်ဘူးလားဖြစ်ပါတယ်40ကျော်50နာနီးခါမှပဲအလောင်းတော်ကိုပရိသန္တိလွယ်ရရှာတယ်ဆိုတာကကန်ဆက်တဲ့ပုဂ္ဂိုလ်ကိုနဲ့ကန်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့ပရိသန္တိဝိညာဉ်ဖြစ်ဖို့တော့ဘယ်နဲ့တော့လိုတယ်ဆိုတော့ဒီနာယုတ်ကတဖြည်းဖြည်းကြီးလာတော့မျက်စိနာနာလျှာကိုစိတ်တွေဖြစ်လာတယ်အာယရဏ6ပါးအဲ့အာယရဏ6ပါးကလည်းပဲအတွင်းထဲမှာနေတော့မျက်လုံးတွေကမှိတ်ထားတာပေါ့သို့မဲ့နာကြားတတ်တယ်ခန္ဓာကိုယ်ဒီပတာရတွေကတော့ဖတ်တာဖြစ်တတ်တယ်ပရိသန္တိနေစေခဏမှာအမေဖြစ်တဲ့သူကအပူစားလိုက်အေးစားလိုက်ဆိုရင်တဆက်တည်းဖြစ်နေတဲ့ခုနတန်တေသားလေးမှာခန္ဓာကိုယ်အကြည်ဓာတ်နဲ့အပြင်ကပူတယ်အေးတယ်ဆိုတဲ့ဓာတ်တွေနဲ့လာထိတဲ့အခါဖတ်တာဒါကတော့အတိုက်တန်နဲ့အခန္ဓာနဲ့ထိတော့တခြားလားဖတ်တာဖတ်တာရဲ့နောက်ကနေပြီးဝေဒနာကောမလာဘူးလားဒါဖြင့်အဲ့ဝေဒနာကဒုက္ခဝေဒနာလားဒုက္ခဝေဒနာလားဒုက္ခဝေဒနာအမေကအစားတောင်ငရုတ်သီးစားလိုက်အပူတွေတောက်လိုက်အေးတွေတောက်လိုက်တတိလွတ်ပြီးတော့စိတ်အလိုလိုက်ပြီးတော့ပူစားခြင်းစားအေးစားခြင်းစားအဲ့လိုဖြစ်ရင်အတွင်းရတန်တေသားလေးမှာဖတ်တာပစ္စယဝေဒနာအဲ့ဝေဒနာလဲဒုက္ခဝေဒနာများတတ်တယ်ဒုက္ခဝေဒနာများရင်ဒုက္ခဝေဒနာနောက်ကဒေါသဆိုတာဝိပဿနာမရှိတဲ့ပုဂ္ဂိုလ်များမှာအလိုအလျောက်ဓမ္မစက်ကလဲထွက်သွားတယ်ဆိုတော့အမေဒီစီမဲ့ကမ်းမဲ့တတိလက်လွတ်အစားတောက်ကြမ်းရင်ဒါခလေးလေးဟာဝန်းကြတိုက်ထဲမှာနေရင်းကနေကိုပဲဒေါသတွေကဖြစ်နေတတ်တယ်စိတ်တူတတ်တယ်အဲ့ခလေးတချို့အမေများကြတော့လည်းပဲအနေထိုင်သိမ့်မစင်ကျင်ဘူးပေါ့ဘိုက်ကုန်းရင်ကုန်းလိုက်မယ်ကွာရင်ကွာလိုက်မယ်ခါတွင်းကခလေးတန်တေသားတွေမှာသကောရဲစည်းပြူထည့်ပြီးလှိမ့်တယ်လို့ပဲဟေးတခါလေအမေဖြစ်တဲ့ပုဂ္ဂိုလ်ကသားယရနာသမီးယရနာဝန်းကြတိုက်ထဲရှိပါရဲ့သားနဲ့ဒေါသကြီးဖြစ်နေတယ်ဓမ္မမို့ရင်လည်းယာခတွေဖြစ်နေတယ်ဖြစ်နေတော့နှလုံးကဒုံနဲ့ခုံတော့အတွင်းရတန်တေသားလေးကိုခေါင်းတန်ပုံးဆွတ်ပြီးတော့တန်ပုံးရိုက်တယ်လို့ပဲနားစီမြေးနဲ့ဒီအတန်တွေနဲ့အမိတ်ရင်ခုန်တဲ့အတန်တွေနဲ့မထီဘူးလားထိသလားထိတာပါတော့ဖတ်တာပစ္စယဒါဖြင့်အမေဖြစ်တဲ့ပုဂ္ဂိုလ်အနေထိုင်ကြမ်းဒေါသကြမ်းနဲ့နေရင်အတွင်းကတန်တေသားမှာဒုက္ခဝေဒနာဖြစ်တတ်တယ်ဒုက္ခဝေဒနာနောက်ကအလိုလျောက်ဒေါသကလည်းဘယ်နဲ့တော့ဖြစ်အပြင်ရောက်ခါမှမဟုတ်သေးဘူးအတွင်းထဲမှာတန်တေသားဟာဒေါသကြီးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်ဒါကြောင့်
သားကောင်းသမီးကောင်းတွေကိုလိုရှိတဲ့ပုဂ္ဂိုလ်များဟာဖြင့်သားသမီးဝိညာဉ်တိုက်ထဲမှာပရိသတ်တွေလွယ်ကြတဲ့ကမေရောမဟာမာယာဒေဝီလို့ပဲသူတော်ကောင်းတရားတွေကျင့်ကြံပွားများလို့သီလတွေလုံအောင်စောင့်စိတ်နှလုံးအေးချမ်းအောင်လို့နေရင်ဖြင့်အတွင်းရတန်တေသားဟာဖြင့်စိတ်ကောင်းနှလုံးကောင်းစိတ်ရှိနုညံ့သိမ်မွေ့တဲ့သာသမီယရနာများဖြစ်နိုင်ပါတယ်ဒါပရိစ္ဆသမုပ္ပါကပြနေတာပါပဲအဲ့တော့ဒီဝိညာဉ်ဘာကြောင့်ဖြစ်တယ်လဲလို့မေးသင်္ခါရကြောင့်ဖြစ်တယ်သင်္ခါရပစ္စယဝိညာဏဒီဝိညာဉ်တဖြည်းဖြည်းကြီးတော့နာမ်ယုတ်ဖြစ်တယ်ယုတ်ကဘသူကြောင့်ဖြစ်လဲဆိုတော့ဝိညာဉ်ကြောင့်ဖြစ်တယ်ဒါကြောင့်ဝိညာဏပစ္စယနာမရူပံဒီသွားလိုက်တာပေါ့ဗျာနော်ဒါဖြင့်ဒကာဒကာမတို့ဒီဘက်ကခန္ဓာ၅ပါးကြီးကုတရားနာနေတဲ့ခန္ဓာ၅ပါးကြီးရတာဟာလွန်လေပြီးတော့အတိတ်ကာလကဘသူတရားခံလဲအဝိဇ္ဇာတရားခံပဲတရားခံဆက်ကသူပဲဒီအဝိဇ္ဇာတရားခံကြောင့်အခုတရားနာနေတဲ့ခန္ဓာ၅ပါးမရဘူးလားရပါတယ်လောကရန်၈ပါးနဲ့ဘယ်နဲ့တော့လောကရန်၈ပါးနဲ့တွေ့ရတာရဲ့မူလတရားခံဟာဝိဇ္ဇာဒီခန္ဓာကြီးရတော့တဏှိတခြားအိုမှုနာမှုနဲ့ကောမတွေ့ရဘူးလားတွေ့ရပါတယ်အိုမှုနာမှုရဲ့တရားခံဟာဝိဇ္ဇာဒါဖြင့်လောကရန်ကလွတ်ချင်ရင်ဝိဇ္ဇာတတ်မှာဖြစ်မယ်အိုနာသေးကလွတ်ချင်ရင်ဘာတတ်ရခွေးလို့နွားလို့ကျင့်เสียဒီဝိဇ္ဇာနဲ့အဝိဇ္ဇာတတ်ဖို့ပါပဲရှင်းကြရလားမသိနော်အဲ့ဒါမှတကားတော့တရားကမနာဘူးဆိုရင်ဟောဒီဘက်ကခန္ဓာ၅ပါးကြီးကိုအဖေဒီမေဒီယာလည်းပဲမိယိုးဖလာတိုင်းသင်ပေးတယ်မင်းကငါသားငါ့ကိုမင်းအဖေလို့မှတ်ဟိုကမင်းညမဟိုကမင်းအမေစသည်ဖြင့်အသင်ကြားမှားတဲ့အခါအဲ့ဒါနားယောင်ပြီးတကလားရထားတဲ့ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမှမသိတော့ငါလို့မထင်ဘူးလားထင်ပါတယ်ခင်ဗျာတစ်ဖက်ကခန္ဓာ၅ပါးလဲသူလို့မထင်ဘူးလားထင်ပါတယ်အဲ့ခန္ဓာ၅ပါးကိုလူပဲကြောင်ပဲခွေးပဲထင်ချင်ရတယ်ဘယ်နဲ့တော့ထင်နေကြတယ်ဒီခန္ဓာ၅ပါးကြီးကိုခန္ဓာ၅ပါးမှမသိတဲ့ကငါလို့ထင်တော့တာပဲထင်တဲ့ကနောက်ကခင်းလာကိုမခင်းလို့ခွေးဖြစ်မှာပေါ့သူများခင်မှာမဟုတ်ကိုခင်ရမှာကိုစောင့်ရှောက်ရမှာစသည်ဖြင့်အမျိုးမျိုးဖုံပုံပတ်ဝန်းကျင်ကသင်ကြားပို့ချချက်တွေကိုညံမပါဘဲနဲ့လက်ခံလိုက်တဲ့အခါကိုခန္ဓာကိုခင်နဲ့ဘာဖြစ်လာတယ်တဏှာဖြစ်လာတယ်ဒါခန္ဓာ၅ပါးကိုငါလို့ထင်ပြီးခင်တာခန္ဓာ၅ပါးဘာတဲ့တော့ငါလို့ထင်ပြီးခင်တာဘယ်သူတော့တဏှာအသေးစိတ်ပြောမယ်ဆိုဝေဒနာကိုခင်းနေတာဘာတော့တဏှာအဲ့တော့နေ့လေလဲအလုတ်လောက်ကြရအောင်ပါပဲတက္ကရာမတို့အမှန်တော့ဒီဟာကိုစကားတရားတစ်ပုဒ်အနေနဲ့ကြဲကြဲပြန့်ပြန့်ဟောခြင်းတယ်သို့တော်လည်းပဲတက္ကရာတော့တရားခဏခဏနားနေကြတဲ့ပုဂ္ဂိုလ်ဆိုတော့တူတူပြောရင်သိမယ်လို့ထင်လို့တက္ကရာမတို့ဝေဒနာနဲ့ငါနဲ့ဘယ်နဲ့တော့ခွာမယ်ကြားဘူးတယ်မလားအဲ့ဒါတာတုံးလဲခွာနာတုံးလဲခွာဗါတဲ့တော့အရင်တော့ဘယ်လိုထင်လဲနာတုံးပဲထင်တယ်လူမမသွားမေးတဲ့စကလုံးလို့ပဲနဲ့တော့ထင်းနေတယ်ဟိုလူမမမေးဝေဒနာနဲ့ငါနဲ့ခွာလိုက်ပါလားမေးသူများတော့ခွာခိုင်းတယ်ကိုဟာကိုတော့မခွာဘူးအဲ့တော့တာတုံးလဲခွာရတယ်နာတုံးလဲခွာတယ်ဒီလောက်တစ်လုံးပြောချင်ပါတယ်များမပြောပါဘူးအလုံးလုံးနေတဲ့ပုဂ္ဂိုလ်ဆိုတာတခါတည်းတစ်လုံးလောက်ကလေးပြောလိုက်ယုံနဲ့ကိုဟာချက်လက်ဟာချက်ကလေးကိုသိပါတယ်ဩငါတို့ကဝေဒနာနဲ့ငါနဲ့ခွာမယ်ဆိုနာလာကမှပဲကိုအားပေးဝေဒနာနဲ့ငါနဲ့ခွာစိတ်ယုံတဲ့ခါမှာပဲကိုသတိပေးနေတယ်ဗါတဲ့တော့ဝေဒနာနဲ့ငါနဲ့ခွာထိပေါက်တဲ့အချိန်များကြတော့ခွာမှန်ကိုသိခင်းနေမင်းတဲ့သူကဟိုလေရင်ကနေပြီးဆင်းလာပြီးတဲ့ကလာဟိုလေစိတ်မှာတွေးလိုက်တဲ့ဆိုပဲဝေဒနာနဲ့ငါနဲ့ခွာမှန်းကိုပဲနဲ့သိအဲ့တော့မလုတ်ဘူးလားလို့မိန်ဒီတရားပုဂ္ဂိုလ်ဝိပဿနာလုံနေကြတယ်ဗျဘုန်းကြီးတို့လည်းသိနေတာပဲဒါလုံနေတဲ့ပုဂ္ဂိုလ်တွေပဲသို့တော်လည်းပဲခြုံရင်းချက်ကလေးတွေရှိနေတဲ့အခါလိုရင်းမက်ဆိုင်ဖို့ဆိုင်ပဲနဲ့တော့မဖြစ်တာပေါ့ဗျာအဲ့ဒါလေးကိုပါစကားလေးစမ်းပြီးလို့တခွန်းလေးပြောတာပါနော်ဒါတော့တခွန်းပြောပေမဲ့အဲ့တခွန်းဟာဒီတရားနာရတာရဲ့အဓိကပါတဲ့အဓိကကြတဲ့စကားလုံးလေးဖြစ်သွားပါတယ်
တော့ဖြင့်ဘုန်းကြီးကဘဝပေါင်းများစွာကညီကိုမောင်နှမတော်ခဲ့ဘူးတဲ့သူဖြစ်တော့ကြောင့်သူကရုဏာကြီးနဲ့ဆူလိုက်ပြီဆူလိုက်တယ်လို့ပဲမှတ်ပါတို့နာတော့မယ်ဝေဒနာနဲ့ငါနဲ့ခွာမယ်ထင်နေတာဥဘုန်းကြီးကတော့ပြောပြီဗါတဲ့တော့တာတော့လဲခွာပါဘဝမှာအသာစီးရနေတဲ့အချိန်ပျော်ရွှင်နေတဲ့အချိန်လဲဝေဒနာကရှိနေတာပါပဲအဲ့ဒီအချိန်မှာလဲဝေဒနာနဲ့ငါနဲ့ခွာရမယ်လို့မှတ်ပါနော်ကဲဒီမဲ့ဆက်လိုက်ကြစို့ဒီခန္ဓာကြီးငါလို့ခင်တော့ထင်လုံးကအရင်ခင်လုံးကနောက်ဒါပေမဲ့အဲ့ထင်လုံးလေးကိုဘယ်သူမှအပြစ်လို့မမြင်ဘူးခင်လုံးကပဲပေါ်လွင်နေတယ်ဒါပေမဲ့အဲ့ခင်လုံးကဒီခန္ဓာ၅ပါးကိုထင်လုံးရဲ့နောက်ကလာတာရှင်းလားမသိဘူးသို့တော့ဒီထင်နေတာကငါခန္ဓာ၅ပါးကိုငါပဲသူပဲယောက်ျားပဲမိန်းမပဲလို့ထင်နေတာကအဖေကလည်းထင်တာပဲမေကလည်းထင်တာဘိုးတွေဘွားတွေလည်းပဲနေတော့ထင်နေတော့အဲ့ထင်လုံးကိုအပြစ်လို့ကိုမမြင်တော့ဘူးပေါ့မမြင်တော့နောက်ကခင်လာတာတခြားလားတဏှာလားတဏှာရဲ့နောက်ကဆွဲလန်းတာကတခါလေးပစ္စည်းတွေဆွဲတယ်ကာမှုပါဒံငါပစ္စည်းကာမှုပါဒံဆွဲတယ်တခါလေးဒိဋ္ဌုပါဒံတခါလေးအတ္တဝါဒုပါဒံတခါလေးသီလဘတ်တုပါဒံအစွဲ၄မျိုးရှိလာတယ်ဒီခန္ဓာကိုခင်လာတဲ့ကအစွဲ၄မျိုးဖြစ်လာတယ်အဲ့ဒီခန္ဓာရဲ့ပိုင်းဆိုင်နေတဲ့ပစ္စည်းတွေကိုငါပစ္စည်းပဲလို့ပစ္စည်းဇွဲဘာဇွဲပစ္စည်းဇွဲကာမှုပါဒံကိုဗမာလိုပြန်လိုက်တယ်ပစ္စည်းဇွဲတဲ့တခါလေးအတ္တဝါဒုပါဒံဆိုတာရှိသေးတယ်ငါလို့ထင်နေရင်အတ္တလို့ထင်နေရင်အတ္တဝါဒုပါဒံနဲ့အဲ့ဒါကိုငါဇွဲလို့ခေါ်တယ်တခါလေးကိုကျင့်နေတဲ့အကျင့်ကမှားနေပေမဲ့အဲ့ဒါကြီးမလောက်ရရင်ဘယ်နဲ့တော့မနေနိုင်ဘူးဖြစ်နေတယ်အဲ့ဒါမျိုးသီလဘတ်တုပါဒံလို့ခေါ်တယ်နောက်တစ်ခုကတော့ဒိဋ္ဌုပါဒံကိုခုနတော့ကအတ္တဝါဒုပါဒံကိုဒါငါလို့ထင်တဲ့ငါဇွဲလို့ပြောခဲ့တာအခုဒိဋ္ဌုပါဒံညဘလို့လဲလို့မေးအယူဆွဲတယ်ဩဒီဟာလေးလှူရင်ဖြင့်အကျိုးမရှိဘူးဆိုတာစိတ်ထဲမှာစွဲနေတယ်ဟိုလှူတယ်လှူကုန်တာပေါ့လှူမင်းသူများတော့အကျိုးရှိပါတယ်မင်းကတော့ကုန်တာပေါ့အဲ့ဒီလိုမျိုးမိစ္ဆာအယူအဆတွေကိုစွဲနေရင်အယူစွဲအတ္တဝါဒုပါဒံကိုငါစွဲဒီနေရာမှာစကလုံးနှလုံးဟာကတိကတ္တကလေးဖြစ်နေတယ်ပစ္စည်းစွဲရဲ့ငါဇွဲရဲ့အယူဇွဲရဲ့နောက်တစ်ခုကအကျင့်ဇွဲရဲ့ပါလေတော့အကျင့်ဇွဲဒီအကျင့်ကအမှန်လားအမှားလားအမှားကြီးကိုဇွဲနေတာမျိုးပေါ့ဆိုတော့ခွေးလို့နွားလို့ကျင့်မှနိဗ္ဗာန်ရမယ်လို့ထင်ရတယ်ပေါ့ဒါလည်းခုခေတ်မှာမရှိဘူးပေါ့အဲ့တော့စကားလုံးလေးတစ်ခုပြောကြည့်မယ်စကားလုံးလေးတစ်ခုပြောကြည့်မယ်အဓိပ္ပာယ်ကောက်လွဲမသွားစေနဲ့ထပ်ပြောမယ်အဓိပ္ပာယ်ကောက်လွဲမသွားစေနဲ့ဘယ်သူကမှပုတ်ခတ်တာမဟုတ်ဥပမာဆိုပါတော့ဘုန်းကြီးကတတ်လွတ်စားမှနိဗ္ဗာန်ရမယ်လို့ထင်နေတာပေါ့ဒါအဲ့လိုတတ်လွတ်စားမှနိဗ္ဗာန်ရမယ်လို့ထင်တော့မတော်တဆကိုစားတဲ့အထဲထဲမှာပန့်တကူသားလေးပါလာပဇွန်ကြောက်ကလေးပေါ့အဲ့တော့ဘုန်းကြီးကအဲ့ဒီအကျင့်ကိုနှစ်ပေါင်း40 50လောက်ကျင့်ထားတော့တယောက်သောပုဂ္ဂိုလ်ကပဇွန်ကြောက်လေးထည့်ချက်လိုက်တာမသိလို့လဲစားမိပါကောကိုယ့်ရင်နဲ့အေးနေတာလားဘူးနေတာလားဟာငါအနှစ်40လုံးပဲနဲ့တော့တတ်လို့စားလာခဲ့ရတာအခုတော့ပေါက်ပြက်ကျိုးပေါက်ပေါ့ကျိုးပေါက်တာနင်းချက်လို့တရခါအရှာတွေပဲနဲ့တော့လွဲလာပြီစကတန်ဒီမာလာဒေါသတွေငြိမ့်သွားတာလားဒေါသတွေပိုဖြစ်လာအဲ့ဒါဘာလဲလို့မေးဟိုတက်လွတ်စားတဲ့အကျင့်ကိုဘာဖြစ်လို့စွဲနေလို့ဦးစင်ပြောတာရှင်းရလားမသိဘူးပုတ်ခတ်တာမပါဘူးနော်တော့သွားနိုင်ရင်ဟင်းသိမ်းရွက်စားရတာပဲဝန်းချုပ်တိုက်ရင်ဖိုင်ဘာပါဖို့အတွက်အသီးရွက်စားဖြစ်တာပါပဲစွဲနေတာကိုပြောတာစွဲနေတော့အဲ့စွဲနေတဲ့အကျင့်တစ်ခု
ထိပါသွားတယ်အဲ့ဒီအကျင့်တစ်ခုပျက်စီးသွားတယ်ဆိုရင်သူစိတ်တွေကဘလောင်ဆူးလာဘလောင်ဆူးလာပြီဆိုရင်ဒါညံမဟုတ်တော့ကိလေသာတွေဝင်လာဒေါသကိလေသာတွေမလာဘူးလားနှလုံးသွင်းမှားမှုယောနိတော်တွေကမလာဘူးလားအဲ့ဒါဘာလဲဆိုသူအကျင့်ကိုဘာဖြစ်လို့ဆွဲနေလို့ရှင်းရရဲ့လားအဲ့ဆိုဒါကိုကြဲကြဲပြန့်ပြန့်ပြောရင်ခွေးလို့နွားလို့ကျင့်မှာအကျင့်ဆွဲလို့ပြောရင်ကိုကလည်းခွေးလို့နွားလို့မကျင့်တော့ဒါမရှိဘူးလို့ထင်မှာဆိုလို့ပါရိုးရိုးလေးပြောလိုက်ပါမယ်မက္ခသစ္စာအကျင့်မှတပါကြံတဲ့အလုတ်တစ်ခုခုကိုဆွဲနေပြီဆိုရင်အဲ့ဒီအဆွဲဟာကိုယ့်ရင်ထဲကိုပူလောင်စေတာပဲလက်ဖက်ရည်ဆိုင်သွားရတဲ့အကျင့်ဆွဲနေရင်စက်လိတ်တောက်ရတဲ့အကျင့်ဘယ်နဲ့တော့ဆွဲနေရင်စက်လိတ်မတောက်ရရင်ဒေါသဘယ်နဲ့တော့တော်တာပြီလက်ဖက်ရည်ဆိုင်မသွားရရင်ကိုယ်ပဲစိတ်ကခဏမငြိမ်ဖြစ်လာပြီသဘောပေါက်ရဲ့လားတခါတခါမှတော့မညံပုံညာလိုချင်တာမလားဒါပြင်ခွေးလို့နွားလို့ကျင့်တဲ့အကျင့်တစ်ခုတည်းကိုကြီးပဲကိုကတရခံလုံနေမယ်ဆိုရင်ကိုယ်တန်တန်ဆွဲနေတဲ့အဆွဲတွေမမြင်ပဲနေမှာဆိုလို့ဘုန်းကြီးကဒီလိုအဆွဲတွေဟာလေကိုယ့်ရင်ထဲကိုကိလေသာဖြစ်စေတယ်ကိုယ့်ရင်ထဲကိုမညံပုံညာမရအောင်လုပ်နေတယ်ကိုယ်ဝိပဿနာဉာဏ်ကိုအားနည်းအောင်လုပ်နေတယ်လို့ဒါတခွန်းစနှစ်ခွန်းစပြောသွားတာရှင်းရရဲ့လားမသိနော်ဒါကတော့ရိုးရိုးတမန်တရားနားနေတာမဟုတ်ဒီဘဝမှာမညံပုံညာရအောင်ကျင့်မယ်ဆိုတဲ့စိတ်နဲ့နားနေတာအဲ့တော့ကိုယ်မရှိတဲ့ခွေးကျင်နွားကျင်ကြီးတော့တို့မရှိဘူးဆိုပြီးတော့စိတ်ကလွတ်လွတ်လပ်လပ်ကြီးနေမနေနဲ့ကိုယ်လည်းပဲမှားနေတဲ့မက္ခသစ္စာမှတပါကြံနဲ့မှားနေတဲ့အကျင့်စွဲတွေရှိနေတတ်တယ်ဒါကိုသတိထားပါအားလုံးသဘောပေါက်ရလားမသိနော်ကဲခတ်တူတူသွားကြစို့ဒီအပူအပင်တွေဘာကြောင့်ဖြစ်တာလဲလို့မေးတဏှာကြောင့်ဒီအပူပင်တွေဖြစ်နေတာဆွဲလန်းတဲ့အကြောင်းဆွဲလန်းတဲ့ဥပါဒံတဏှာကြောင့်ဖြစ်တာဒါကြောင့်ဒီဥပါဒံအဆွဲလန်းလေးများဖြစ်ရင်ကိုဆွဲလန်းတဲ့ဟာမမြင်ရရင်မကြားရရင်ရင်ထဲမှာပူတာအဲ့အပူတွေဒုက္ခတွေရဲ့လက်တဲ့တရားခံဘယ်သူတော့တဏှာဥပါဒံရဲ့ဟိုဘက်ကဘာတဲ့တော့ကာမဘဝကိုဆွဲလန်းတာလေးများအတွေ့ဖို့ကြုံဖို့ရဖို့မြင်ဖို့ဆိုရင်ဟိုကာယကံဝစီကံတွေနဲ့ဘလောက်ပင်ပန်းမလုပ်ဘူးလားအဲ့ဒီပင်ပန်းမှုတွေအားလုံးရဲ့လက်တဲ့တရားခံဟာတဏှာပဲပူပန်မှုတွေရဲ့လက်တဲ့တရားခံတဏှာပင်ပန်းမှုတွေရဲ့လက်တဲ့တရားခံတဏှာကာမဘဝပစ္စယနောက်ထပ်အမိဝမ်းကောင်းထဲမှာအောင်းရတယ်တရားဓမ္မတို့လူသားဖြစ်တယ်ဆိုရင်ပြောတော့သူဂတိလို့ပြောတာ9လ10လလုံးအမောင်ထဲမှာကြီးပဲနေခဲ့ရတယ်ဟိုမှာမီးပြတ်တာကတစ်နေ့2နာရီလောက်လာသေးတယ်အမိဝမ်းထဲမှာမီးပြတ်တာကတရားဓမ္မတို့9လ10လဒုက္ခသေးလားအကြီးလားကြီးပါဗျာတရားဓမ္မတို့အမိဝမ်းထဲမှာနေရတော့9လ10လမပြေမချင်းအပြင်ဘက်ကိုရောက်သေးရလားမရောက်ပါဘူးပြောတော့ဇာတိပဋိသန္ဓေနေတဲ့သူဂတိဘုံသားတဲ့စကြတဲ့ကတို့ကခြေကျုပ်လက်ချုပ်အကျယ်ကျုပ်မိတာအကျယ်ကျုပ်တော့မဟုတ်အကျဉ်းကျုပ်ပြမယ်ထင်တယ်နော်ဗိုက်ထဲဆိုတော့လေလမ်းလျှောက်လို့တော့ဘယ်နဲ့တော့မရဘူးလေဒုက္ခသေးလားကြီးလားကြီးပါခြေပါပင်လက်ပါပင်မဲ့ကိုယ်ဟိုသွားလို့လာလို့ရသေးရဲ့လားဒီဒုက္ခိတလေးအဖြစ်နဲ့ပဋိသန္ဓေနေရတာအဲ့တော့အဲ့ဇာတိကလည်းပဲဒုက္ခဆိုတော့သူ့ရဲ့လက်တဲ့တရားကဘာလို့လဲတဏှာပူခြင်းရဲ့လက်တဲ့ပင်ပန်းခြင်းရဲ့လက်တဲ့အမိဝမ်းကောင်းထဲမှာတကတော့9လ10လတခါတည်းအကျဉ်းချရခြင်းရဲ့လက်တဲ့ဘသူတွေတော့တဏှာဒီဘက်ဇာတိရဲ့ဟိုဘက်နာပါတယ်တော့ဇရာမရဏနောက်ဘဝကြွယ်ဝလို့ချမ်းသာလို့တထေးဖြစ်အိုရတော့အိုမှာပဲပညာတတ်လည်းဘယ်နဲ့တော့အိုမှာပဲနိုင်ငံခြားသွားရလဲအိုမှာပဲအိုရပါတော့ဇရာအိုလာတဲ့အခါလူမပြောနဲ့ခွေးကတော့ကိုပြောတဲ့စကားကိုမလေးစားတော့လူမလေးခွေးမခံဖြစ်လာလူမလေးခွေးမခံဖြစ်ပြီးနောက်ပဲဆိုအောင်မေးလေး3ချက်ထိုးပြီးမသေးဘူးလားသေးတာပါတော့မရဏဒါဖြင့်နောက်ထပ်အိုနာသေးနဲ့တွေ့ရတာရဲ့တရားခံတဏှာဂုဘဝခန္ဓာ5ပါးဝန်တုတ်ကြီးထမ်းနေရတာရဲ့တရားခံဒါပေမဲ့တရားခံ1ယောက်လား2ယောက်လား2ယောက်ကတိုင်ပင်နဲ့ဗျဒီတစ်ခေါက်ငါလုံအောင်မယ်မင်းနားနေလိုက်အောင်မယ်နောက်တစ်ခေါက်ကျတော့မင်းကလုံငါနားအောင်မယ်တလှဲ့စီ
တလဲစီပြိုင်မဖြစ်ဘူးဗျတော်တော်ကြောက်စရာကောင်းတဲ့တရားခံနှစ်ယောက်ပြိုင်လို့ရှိရင်မောပြိုင်နားမှာပေါ့အခုတော့မဟုတ်မင်းလို့ငါနားလိုက်ငါလှုပ်တော့မယ်မင်းနားလိုက်အောင်တယောက်နဲ့တယောက်အလှည့်ချဘယ်နဲ့တော့နားပြီးတကလားကိန်းရပုဂ္ဂိုလ်ကိုဒုက္ခတွေဘယ်နဲ့တော့ပေးနေတာဒါဖြင့်အဲ့ဒီအဝိဇ္ဇာတဏ္ဍမတတ်တွေကာလပတ်လို့တခန္ဓာပြီးတခန္ဓာရမယ်တသေးပြီးတသေးမစင်ရဘူးလားစင်ရပါတယ်ဒါပေမဲ့စင်ရခြင်းမျိုးစုံကိုတစ်ခါတလေမဟုတ်ပဲဇက်တိုက်တွေ့အောင်လုပ်တဲ့တရားခံပါနဲ့ပါအဝိဇ္ဇာနဲ့တဏှာပါဒါပေမဲ့အဝိဇ္ဇာတဏှာဟာပြန်မိတ်ဖွဲ့ရမယ်တရားလားပယ်ရှင်းရမယ်တရားလားပယ်ရှင်းရမယ်တရားကဲပယ်ရှင်းရမယ်တရားအလောက်ကကလေးသွားကြစို့နော်ပယ်ရှင်းရမယ်တရားဆိုတော့အဝိဇ္ဇာတဏှာဘယ်မှာဖြစ်တယ်လဲလို့မသိရင်ပယ်လို့ရပါမလားမရပါဘူးယင်ထဲမှာဖြစ်တယ်ဘယ်ထဲမှာဖြစ်လဲယင်ထဲမှာဖြစ်ပါအဝိဇ္ဇာလည်းယင်ထဲဖြစ်တာပဲဟဲဘယ်ဟာလေးကကောင်းလိုက်တာဟောဒီတွေကဖြစ်နေတာဟဲအနီရောင်လေးကလှလိုက်တာသူလည်းဝိဇ္ဇာပဲအနီရောင်လေးလှလိုက်တာဘာတော့ဟောတကားမတော့ဒုက္ခသစ္စာမသိမှဝိဇ္ဇာလို့ထင်နေမစိုးလို့နိဗ္ဗာန်ကလွယ်တခုခုကိုအမှတ်ပေးနေပြီဆိုတာအဝိဇ္ဇာသာမှတ်တော့ရှင်းရလားမသိဘူးနော်ဆိုတော့အဝိဇ္ဇာယင်ထဲဖြစ်လာတာဟောလိုချင်တယ်ဟောယင်ထဲမှာမလာဘူးလားလိုချင်မင်းကြိုးစားမှရမယ်ဆိုပြီးအဲ့ဒါအနေနဲ့ပဲအဓိကနိဗ္ဗာန်မရဘဲနဲ့ကျမ်းနာတွေနဲ့ပဲအချိန်ပဲနဲ့တော့ကုန်ခဲ့တဘဝနဲ့လည်းအချိန်ကမလောက်ရှာလိုက်တာဒုတိယဘဝရပြန်တော့အချိန်ကလောက်သလားရှာလိုက်တာဒီလိုနဲ့ဘဝတွေနည်းနည်းလားအများကြီးလားအများကြီးပါဒါပြင်အဝိဇ္ဇာကလည်းယင်ထဲဖြစ်တာတဏှာကလည်းကဲယင်ထဲဖြစ်လို့ရှိရင်နာတရားနာပြီးညာခန္ဓာလှည့်ထားစမ်းယင်ထဲမှာတရားနှစ်မျိုးအတွေးနှစ်မျိုးပြိုင်ဖြစ်လို့ရသလားမရပါဘူးအလိုလေးအဝိဇ္ဇာဖြစ်တဲ့အချိန်တဏှာဖြစ်လို့မရပါတဏှာဖြစ်တဲ့အချိန်အဝိဇ္ဇာဖြစ်လို့မရပါဒါဖြစ်လို့မရပါကရိုးရိုးပြောတာနောက်တစ်မျိုးလေးပြောတော့မယ်အနီရောင်လေးကလှလိုက်တာတခြားလားအဝိဇ္ဇာလားအဝိဇ္ဇာပါဗျာဒါလေးငါလိုချင်တယ်တဏှာဒါဖြင့်တဏှာဖြစ်တဲ့အချိန်မှာခုနအဝိဇ္ဇာလေးရှိသေးလားရှိပါဘူးဒါဖြင့်အဝိဇ္ဇာဟာဖြစ်လဲဖြစ်တယ်ပြက်လဲပြက်တယ်သဘောပေါက်ရလားမသိနော်ဘာတမာတိမှမဖန်ခိုင်းသေးဘူးဘာမှမရှုခိုင်းသေးဘူးသို့တော့ပရိစ္ဆသမုပ္ပါကိုသဘောတဘာဝသိယုံတဲ့ကိုအဝိဇ္ဇာဖြစ်ပြီးဘယ်နဲ့တော့ပြက်တယ်တဏှာသူပြက်တော့ဒီတိုင်းကြီးပဲနေဘုံငနဲ့ဘိုင်းငနဲ့လဲသေးတာလားသူအစားဘာဖြစ်နေဒါဖြင့်သူအစားတဏှာဖြစ်တယ်ပြတ်သွားတာမဟုတ်ဘူးသေသွားတာမဟုတ်ဘူးဒုံတိမဟုတ်ဘူးဆိုတော့တက္ကမတို့တတ္တရဒိဋ္ဌိစင်တယ်ဒီဘက်ကနေဥစ္စေတဒိဋ္ဌိစင်တယ်ဒီဘက်ကတဏှာကပေါ်လာတဲ့အချိန်မှာအဝိဇ္ဇာကမရှိဘူးဆိုတော့တတ္တရဒိဋ္ဌိစင်တယ်ရံပြောမယ်အဝိဇ္ဇာလေးကယင်ထဲမှာချုပ်တော့တဏှာအစားထိုးပြီးဖြစ်လာတယ်ပြိုင်တော့မဖြစ်ဘူးဖြစ်လာတယ်သူပြက်ပြီးမှသူဖြစ်တာဖြစ်တယ်လို့သိလိုက်တော့ပြတ်တယ်ဆဲတယ်လို့ယူလို့ရသေးလားမရပါဘူးဒါဖြင့်တရားဓမ္မတော့ဥစ္စေတဒိဋ္ဌိစင်တယ်သူပြက်နေပေမဲ့တရားတော့သူပြက်သွားသူကဖြစ်တဲ့အချိန်မှာဒီအဝိဇ္ဇာကရှိသေးလားရှိတော့မရှိတော့ခိုင်နေမြဲတဲ့ယူလို့မရဘူးမရတော့တတ္တရဒိဋ္ဌိစင်တယ်ဒါဖြင့်ဒီနှစ်ခုရဲ့သိယုံနဲ့တတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိစင်တယ်ကိုယ့်ကိုခန္ဓာအိမ်ဒီအမျိုးမျိုးခြေနှချောင်းဖြစ်လိုက်ခြေလေးချောင်းဖြစ်လိုက်ခြေချောင်းများစွာဖြစ်လိုက်အခါလေးများခြေလောက်ကနှစ်ချောင်းနဲ့ရှိတာတစ်ချောင်းအောင်ကျိုးတော့ဒုက္ခပေါ်ဟာဝါတနည်းအပြင်ခြေချောင်းများကြီးရှိရင်ကောင်းမှာပဲကိုယ်ရင်ကအဝိဇ္ဇာကအဖုံးနဲ့လွှမ်းနဲ့လာနေတာပြန်ပြောမယ်ရိုးရိုးလေးခြေလောက်ကဘယ်နှချောင်းလူမှာတစ်ချောင်းကကျိုးတော့ကိုတော်တော်ဒုက္ခဘယ်နဲ့တော့ခြေလောက်လေးနှစ်ချောင်းရှိတာတစ်ချောင်းကကျိုးတော့ဒုက္ခပေါ်မဲဒါဖြင့်သုံးချောင်းရှိလို့တစ်ချောင်းကျိုးရင်ဒုက္ခမဟုတ်ဘူးပေါ့လူစိတ်ထဲမှာအများကြီးရှိလို့တစ်ချောင်းနဲ့ကျိုးရင်ဒုက္ခမဟုတ်ဘူးပေါ့စဉ်းစားမိလားကိုဟာကိုပြန်ပြောမယ်နော်နှခါပြောရအောင်သဘောမပေါက်သေးဘူးဖြစ်နေကိုမှခြေလောက်ကနှစ်ချောင်းနဲ့ရှိတာနှစ်ချောင်းမှာတစ်ချောင်းကျိုးတော့ तू ကမညီဘူးလားညီသလားညီပါတယ်နှစ်ချောင်းရှိတာတစ်ချောင်းကျိုးတော့ဘယ်နဲ့တော့ဒုက္ခပေါ့အဲ့ဒါသူပါဇက်ကပြောတာဒါပေမဲ့သူ့ရင်ထဲမှာခြေချောင်းအများကြီးရှိရင်တစ်ချောင်းကျိုးရင်ကိစ္စမရှိဘူးဟာဒါဖြင့်တခါတည်းမှာခြေချောင်းအများကြီးရှိရင်ကောင်းတယ်လို့သူစိတ်တယ်မတွေးဘူးလားတွေးသလားတွေးပါတယ်ဗျာအဲ့ဒါဘယ်သူတော့အဝိဇ္ဇာပါဗျာအဝ
ဝိဇ္ဇာတဏှာဝိဇ္ဇာတဏှာတို့ခဏခဏပြောနေတယ်ဒါပေမဲ့ကိုယ့်ရင်ထဲမှာဝိဇ္ဇာကပုံရှိုးကွယ်ရှိုးနဲ့ဖြစ်နေတာတို့မသိဘူးရှင်းရရဲ့လားဆိုတော့တရားတော်ကအဲ့ဒီအဝိဇ္ဇာတဏှာကြောင့်ဒီအဝိဇ္ဇာနဲ့တဏှာပဲတို့ခန္ဓာအိမ်တွေမျိုးမျိုးရနေတာတော့ကြခြေလောက်အများကြီးဖြစ်သွားအောင်တော့ကြအမွေးမင်းတွေဖြစ်လာအောင်တော့ကြဂျိုးထောင်ကြီးတွေဖြစ်လာအောင်တော့ကြလှင်းလှင်းမြတ်မြတ်နဲ့မြင်းလိုဟာမျိုးဖြစ်အောင်ခန္ဓာအိမ်တွေမျိုးမျိုးပြောင်းနေတာထာဝရဘုရားသခင်ကဖန်ဆင်းတာလည်းမဟုတ်ဘူးဘဂဗြဟ္မာကြီးကစိတ်ဆိုးလို့လည်းမဟုတ်ဘူးအရင်စတိုက်တော့ဒီဓမ္မတွေကြောင့်ဖြစ်တာအဲ့လိုသိလိုက်တော့ဖန်ဆင်းရှင်လို့ယူသေးလားဟိုသူတစ်ပါးကိုလက်ညှိုးထိုးသေးလားမထိုးတော့ဘူးတရားခံကိုယ့်ရင်ထဲကဖြစ်တဲ့အဝိဇ္ဇာတဏှာဝိဇ္ဇာကိုယ့်ရင်ထဲကဖြစ်တဲ့အဝိဇ္ဇာတဏှာကြောင့်ကိုယ်ပုံသဏ္ဍာန်ဟာဒီဘဝတစ်မျိုးနောက်ဘဝတစ်မျိုးနောက်ဘဝတစ်မျိုးဘဝမှာခေါင်းမျိုးမျိုးပြောင်းပြီးတော့တန်တရားလဲခဲ့ရတာရှက်เสียမကောင်းဘူးလားကောင်းပါလေခေါင်းပြောင်းအောင်လုပ်တာဘသူနဲ့ဘသူဝိဇ္ဇာနဲ့တဏှာပါဗျာခန္ဓာအိမ်ကြီးရအောင်လုပ်တာဘသူနဲ့ဘသူဝိဇ္ဇာနဲ့တဏှာပါတောကပရိဒီဝကိလေသာမိတွေလောင်မြိုက်အောင်လုပ်တာဘသူနဲ့ဘသူဝိဇ္ဇာနဲ့တဏှာပါအလုံးနဲ့လက်နဲ့မပြတ်ပင်ပန်းအောင်ညှင်းဆဲတာဘသူဝိဇ္ဇာနဲ့တဏှာဒါပြင်အဝိဇ္ဇာနဲ့တဏှာကိုယ်ရင်နဲ့ဖြစ်တဲ့တရားသူ့ပေါ်တိုင်းနောက်ကညံလေးနဲ့ကြည်ပေးအဝိဇ္ဇာကသို့မဟုတ်တဏှာကသူ့အလှည့်ရပေါ်လိမ့်မယ်ပေါ်တော့သူကတိသူကဘာတော့တိအရင်ပေါ်လို့နဗတ်စင်တတ်တာတိသူ့နောက်ကညံလေးနဲ့အကဲခတ်တာကနှစ်တစ်ကိုနှစ်နဲ့အကဲခတ်ဗါတယ်တော့တစ်ကိုနှစ်နဲ့အကဲခတ်ပါဗျာအဝိဇ္ဇာသမုတ်သင်္ခါရအဝိဇ္ဇာသမုတ်တဏှာကဓမျိုးမဟုတ်ဒီမပေါ်ဘူးလားပေါ်သလားသူကအရင်ပေါ်မှာနော်ပေါ်တော်နောက်ကညံလေးနဲ့အကဲခတ်လိုက်တော့သူဖြစ်ပြီးဘယ်နဲ့တော့ဖြစ်ပြီးပြတ်တော့အဝိဇ္ဇာချုပ်တော့သင်္ခါရချုပ်တော့ခန္ဓာ၅ပါးဒါဖြင့်ဒုက္ခလက်ကဘယ်နဲ့တော့လွတ်ပေါ်တဏှာလဲလာနိုင်မယ်နော်တဏှာတခါလေလိုချင်တယ်လို့မလာဘူးကောင်းတယ်လို့အမှတ်ပေးတဲ့လေတံလာတတ်တယ်တော့လိုချင်တယ်လို့ဓာတ်ရိုက်ကြီးမလာဘူးဒါလေးကလှလိုက်တာအဲ့လိုလေးလဲလာတတ်တယ်တခါလေကြတော့ရှင်နေလူချင်းဆိုရင် तू ကတော်လိုက်တာအဲ့လိုလေးအမှတ်ပေးတယ်အဲ့တော့အမှတ်ပေးရင်ဘာတော့တဏှာပဲဟိုလိုချင်ပါတယ်ဆိုတော့စကားကြီးနဲ့ပေါ်ပေါ်ထင်ထင်ကြီး तू မလာဘူးတိတ်တိမ်မွေးတာပဲ तू ကတိတ်ပြီးလှည့်ပြားတတ်တယ်အဲ့တော့အဲ့ဒီတဏှာလေးလာရင်လဲသူကအရင်ပေါ်သောကြောင့်တိသူ့ကိုအကဲခတ်တဲ့ဉာဏ်ကနောက်မှပေါ်သောကြောင့်နှစ်တိကိုနှစ်နဲ့အကဲခတ်တော့ဒီတဏှာလေးပြက်သွားတာမမြင်ဘူးလားတဏှာချုပ်တော့ဥပါဒံချုပ်ပါသည်ဥပါဒံချုပ်တော့ကာမဘဝချုပ်ပါသည်ကာမဘဝချုပ်တော့နောင်ခန္ဓာမလားတော့ဒုက္ခလက်ကမလွတ်ဘူးလားဟောဒါဖြင့်ဒုက္ခလက်ကလွတ်ခြင်းဟေးမင်းအဝိဇ္ဇာနဲ့တဏှာဖြစ်ပြဘယ်နဲ့တော့ရှုလို့ဘုရားရှင်ကိုတော်မြတ်ကနိလန်ပေးလို့တဲ့အခါပရိစ္ဆသမုပ္ပါဒေသနာကြီးကိုပင်လင်ခတ်ချင်းချင်းနဲ့မူလနှစ်ဖြာဟုအမိတကဟောတော်မူခဲ့ပါတည်း